အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပြီးမှာကဘာလေးလဲဆိုတော့ကျွန်တော်တို့ဒီ YouTube thumbnail လုပ်တဲ့ဒီလေးကိုကျွန်တော် sharing လုပ်ပြီးမှာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ video မစခင်မှာကျွန်တော်ရဲ့ video တွေဒါရင် subscribe နဲ့ notification ခေါင်းလောင်းလေးတီးသွားပြီးကိုလည်းဒါမိတ်ဆွေတွေကိုတောင်းဆိုလိုက်ရပါတယ်ဗျဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ thumbnail လုပ်မဲ့ software ကတော့ကျွန်တော်တို့ဒီ CapCut ဆိုတဲ့ဒီကောင်လေးနဲ့ပေါ့နော်ကျွန်တော်တို့ software လုပ်မှာပေါ့နော်တော့မဲ့ဟာလေးကတော့ကျွန်တော်တို့ဒီ template ကိုကျွန်တော်တို့ဒီ YouTube အတွက် template ကကျွန်တော်ဘယ်လိုမျိုးအလွယ်ကူဆုံးလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီ software လေးတွေဝင်လိုက်မယ်เนาะ Canva ဆိုတဲ့ software လေးတွေဝင်လိုက်မယ်ဒါဆိုတော့မိတ်ဆွေတို့ခဏတော့စောင့်ပေးရမယ်ပေါ့เนาะသူကတော့ဒီ internet line ကောင်းရလို့မဟုတ်ဘူးပေါ့ဒီကကျွန်တော်ဒီမှန်ဘလူးလေးမှာကျွန်တော်ဘာရှာပေးရမလဲဆိုရင်ကျွန်တော် YouTube တက်လုံးမှာဆိုတော့ကျွန်တော် YouTube လို့ရင်ရိုက်လိုက်တာ ਨੇ အောက်မှာကျွန်တော်ဒီအောက်မှာပေါ့နော် YouTube template ဆိုတာဒီအောက်မှာ auto ပေါ်ရောပေါ့နော်ဒီမှာအဲ့ကောင်လေးကျွန်တော်ချက်နှိပ်လိုက်မိမိကြိုက်နှစ်သက်တဲ့ template တွေအများကြီးပဲပေါ်လာတာပေါ့နော်ကျွန်တော်ဒီမှာကောဟိုဒီမှာပေါ့နော်ဒါအလွယ်ဆုံးလုပ်တဲ့ template ပေါ့လေကျွန်တော်ဒီကောင်လေးတွေဆိုဝယ်သုံးရမှာပေါ့နော်ကျွန်တော်လေးဆိုရင်ဝယ်သုံးရမယ့်ဟာလေးတွေကျွန်တော်ဒီ crown ပုံစံလေးတွေပါတဲ့ဟာကကျွန်တော်တို့ဝယ်ပြီးတော့သုံးရမယ့်ဟာကျွန်တော် crown ပုံစံမပါတဲ့ဟာလေးတွေကျတော့ကျွန်တော်ရိုးရှင်းဆိုတာ free သုံးရမယ့်ဟာလေးတွေပေါ့နော်ဒီကောင်ဒါလေးကြာရင် free သုံးရမယ့်ကောင်လေးတွေပေါ့ကျွန်တော်ဒီမှာခဏတော့စောင့်ပေးရမယ်ပေါ့နော်ဒီမှာပေါ့ဒီလိုလေးပေါ်လာပြီဒီပေါ်လာဆိုရင်ကျွန်တော်ဒီမှာပါကိုကြိုက်နေတဲ့ဟာတစ်ခုခုရေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီရေးမပြတော့ဘူးအလွယ်ဆုံးပေါ့နော်ကျွန်တော်မင်းကလောက်ထားတဲ့ဟာလေးရှိတယ်ပေါ့ကိုရေးချင်တဲ့ template အလှတစ်ခုကိုကျွန်တော်တို့ရေးလိုက်မယ်ဒီမှာပေါ့နော်ဒါကတော့ကျွန်တော် YouTube အတွက် template ထည့်နည်းနဲ့ template လုပ်နည်းဆိုပြီးတော့ကျွန်တော်ဒီလိုမျိုးလေးစီစဉ်လိုက်တယ်ပေါ့နော်ဒီလိုလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီ template လုပ်တဲ့နည်းလေးကိုကျွန်တော်တို့ sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ video ကိုစောင့်ကြည့်ပြီးတော့ပိတ်သက်တဲ့ကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ MD YouTube channel ကနေဆုတောင်းပေးလိုက်ရပါတယ်ဗျ